ဆိုးတမျိုးလုံးကိုသိမ့်ပိုက်ထားတဲ့ BTS အဖွဲ့ဝင်ဂျန်ကိုရဲ့မွေးနေ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Asia's Turning Page ကနေပြီးတော့ပြန်လည်ကကြိုဆိုလိုက်ပါတယ်။အကြခင်မှာကြားရောက်လာတော့မယ် BTS အဖွဲ့ဝင်ဂျန်ကိုရဲ့မွေးနေ့မှာကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ပရိသတ်တွေကမွေးနေ့ဂုဏ်ပြုပွဲကျင်းပဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။စက်တင်ဘာလ1ရက်နေ့ကနေပြီးတော့ဂျန်ကိုရဲ့28နှစ်မြောက်မွေးနေ့ဖြစ်တာကြောင့်အာမီတွေကလည်းမွေးနေ့အတွက်ကိုစိတ်လှုပ်ရှားနေပါတယ်။ BTS ရဲ့အသက်ငယ်ဆုံးအဖွဲ့ဝင်ဂျန်ကိုရဲ့အသက်28နှစ်ပြည့်ဖို့ရက်ပိုင်းသာလိုတော့တဲ့မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ကိုပရိသတ်တွေကလမ်းမတွေနဲ့နေရာအနှံ့မှာဂျန်ကိုရဲ့အလားဓာတ်ပုံတွေကိုပြသထားတဲ့ဗီဒီယိုတွေကဓာတ်ပုံတွေဆိုရှယ်မီဒီယာတွေမှာတကယ်ကိုလွှမ်းမိုးနေပါတယ်။ဂျန်ကိုကလက်ရှိမှာတောင်ကိုရီးယားနိုင်ငံရဲ့မဖြစ်မနေစစ်မှုထမ်းတာဝန်ကိုထမ်းဆောင်နေရပေမဲ့ပရိသတ်တွေကတော့မွေးနေ့မတိုင်ခင်ကတည်းကနေပြီးတော့အင်ချွန်းလေးစိတ်အပါအဝင်စိုးတစ်မျိုးလုံးမှာဂျန်ကိုရဲ့ကြော်ညာဆိုင်ဖို့တွေကိုမွေးနေ့ကြိုနေနဲ့ဂုဏ်ပြုထားတာကိုတွေ့မြင်ရမှာပါ။နောက်ပြီးတော့ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာပါမွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့နေရာတိုင်းမှာအလားဆင်ထားပြီးတော့မွေးနေ့အခမ်းအနားတွေမှာပါဝင်ခဲ့ကြပါတယ်။ဒါတင်မကသေးပါဘူး။ American နဲ့ UK မှာရှိတဲ့ပရိသတ်တွေကမွေးနေ့အထိမ်းအမှတ်ဖြစ်ကိုကြီးကြပ်ခံထားတဲ့အလင်းရောင်ရှိုးပွဲတွေကျင်းပဖို့စီစဉ်နေကြပါသေးတယ်။ဂျန်ကိုရဲ့ Elvan Golden ဖြစ်တဲ့ဒါကိုရည်ရွယ်ပြီးတော့ရွှေရောင်နဲ့အစိမ်းရောင်မီးရောင်တွေနဲ့မြို့ကြီးတွေမှာလင်းထိန်သွားအောင်လုပ်မယ်လို့လည်းသိရပါတယ်။ American Portland မှာရှိတဲ့ National Harbor နဲ့ Capital Hill မှာပရိသတ်တွေကအထိမ်းအမှတ်ပွဲကျင်းပမှာဖြစ်ပြီးတော့ UK မှာရှိကြတဲ့ပရိသတ်တွေကလည်း Spinnaker Tower မှာစုပေါင်းပြီးတော့မွေးနေ့ပွဲအမှတ်တရအနေနဲ့ကျင်းပကြမှာဖြစ်ပါတယ်။ဂျန်ကိုရဲ့မွေးနေ့ပွဲကဆိုးမှတင်မကပဲတကဘာလုံးကိုပါသိမ့်ပိုက်လိုက်တယ်လို့ပါပဲ။မွေးနေ့ပွဲရဲ့အပြင်ဂျန်ကိုဟာသူရဲ့ပထမဆုံးတကူတော်မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ Jungkook I Am Still ထွက်ရှိဖို့အတွက်ပြင်ဆင်နေပါတယ်။ဒီမှတ်တမ်းက BTS အဖွဲ့ဝင်ကနေပြီးတော့ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့အထိသူရဲ့ရှလကြာခီးကိုမှတ်တမ်းတင်ထားပြီးတော့နောက်ွယ်ရလှုပ်ရှားမှုတွေနဲ့ခန်းစားချက်တွေကိုရင်းနှီးကြည့်ရမှာဖြစ်ပါတယ်။ Disney ကတီးသန့်ထုတ်လုပ်ထားတဲ့ခီးသွား series Are You Sure မှာဂျင်မင်နဲ့ဂျန်ကိုတို့ရဲ့မတူကွဲပြားတဲ့နေရာသုံးခုကိုဖျက်ချော်သွားခဲ့တဲ့ခီးစဉ်တွေကိုတည်တည်ကြကြည့်ဖို့နဲ့2023ခုနှစ်မှာရိုက်ကူးခဲ့ပြီးတော့ဇလန်တွေကို New York တောင်ကိုရီးယားနဲ့ဂျေဂျူဂျွန်နဲ့ဂျပန်နိုင်ငံမှာရှိတဲ့ဆော့ဖိုရိုကိုတွားရောက်ပြီးတော့မျိုးပြစူးစမ်းရှာဖွေမှုနဲ့တာယာတဲ့ရှုခင်းတွေတဘာဝရှုခင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဲဒီမတ်တန်ကအပိုင်း၈ပိုင်းပါဝင်ပြီးတော့စက်တင်ဘာ19ရက်နေ့ကအပိုင်းအသစ်ကိုထုတ်လင်းခဲ့တာဖြစ်ပါတယ်။တကယ်ပါလုံးဆိုင်ရာလွှမ်းမိုးမှုနဲ့ဂီတစွမ်းရည်ကြောင့်ကြော်ကြားတဲ့ BTS အတွက် Are You Sure ကကမ္ဘာတစ်ဝန်းမှာရှိတဲ့ပရိသတ်တွေနဲ့ဆက်သွယ်ဖို့ခရီးစဉ်ကကဏ္ဍတစ်ခုဖြစ်ခဲ့ပါတယ်။ BTS အဖွဲ့ဝင်ဂျန်ကိုကစစ်မှုထမ်းတာဝန်ကို2023ခုနှစ်ဒီဇင်ဘာလမှာစတင်ထမ်းဆောင်ခဲ့ပါတယ်။ကြေညာချက်တစ်ခုအနေနဲ့ Weverse မှာစစ်မှုထမ်းဖို့ခဏကြာခွဲခွာမယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့တစ်ဖက်ပရိသတ်တွေအတွက်စိတ်မကောင်းစရာခံစားချက်တစ်ခုဖြစ်လို့နေပါတယ်။ဒါပေမဲ့အရင်ကသူနဲ့အတူတူရှိတဲ့အချိန်တွေကိုပြန်ကြည့်ရမယ်ဆိုရင်တော့အာမီနဲ့အတူအဖိုးတန်အမတ်တရားတွေဖြတ်သန်းခဲ့ရတဲ့အချိန်တိုင်းကသူ့ဘဝရဲ့အထောက်ပံ့ဆုံးအချိန်တစ်ခုဆိုတာအသေးကြပါပဲ။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျရဲဆိုရင်တော့ like and share လေးနဲ့လည်းအားပေးသွားပါလို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။